မင်္ဂလာပါကျမကတော့ဖြစ်ဖြစ်ဆုံးထွန်းပါတော်တော်များများကတော့ဖြိုးတိပိုင်ကြီးရဲ့ beauty influencer အနေနဲ့လူသိများကြပါတယ် MBO ဘာဖြစ်လို့တက်ဖြစ်ခဲ့လဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာပေါ့နော်ဒီလူတို့အကျိုးပြု project တွေကျွန်မလုပ်ဖြစ်တယ်ပြီးသွားပြီဆိုလို့ရှိရင် SME တွေနဲ့ထိစပ်ပြီးတော့ပေါ့နော်ဒီသူတို့ရဲ့ဒီ social media presence အတွက်ကောပြီးတော့ဒီတခြားပေါ့နော်သူတို့အတွက်အကျိုးရှိစေမယ့် project မျိုးလေးတွေလုပ်ဖြစ်တယ်ပေါ့အဲ့လိုလုပ်ဖြစ်တဲ့အခါမှာဘာတွေသိလာရလဲဆိုတော့ဒီပေါ့နော်ကိုသိတဲ့ဒီ digital marketing အပြင်ပေါ့နော်ဒီမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ဟာဒီဟိုပေါ့စီမံခန့်ခွဲရေးဆိုင်ရာပညာရေးတွေကိုလည်းဒီမှာသိဖို့လိုတယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အကျိုးအကြောင်းတိုက်ဆိုင်တဲ့အချိန်မှာဒီ MBA တက်ဖြစ်ခဲ့တာဖြစ်ပါတယ် MBA တက်နေတဲ့အချိန်ဝန်းကျင်အတွင်းမှာပေါ့နော်ဒီကနေတည်တဲ့ပညာတွေနဲ့ပေါ့အခုဆိုလို့ရှိရင်တက်တဲ့ subject တချို့ရောက်လာနေပြီပေါ့နော်အဲ့ဒီအချိန်မှာဒီကတည်တဲ့ဟာတွေမှာဒီလက်တွေ့ပေါ့နော်ဒီစီမံခန့်ခွဲရေးမှာအများကြီးပြန်သုံးချလို့ရတာမျိုးတွေ့လာတယ်ပြီးတော့တခုခုဆိုလို့ရှိရင်နက်နက်ပို့ပြီးစဉ်းစားဖြစ်တယ်ပေါ့နော်စီးပွားရေးနဲ့အထူးသဖြင့်စီးပွားရေးနဲ့ပတ်သက်တာတွေပြီးသွားပြီဆိုလို့ရှိရင်ကိုလုံးမဲ့အလုပ်တွေရဲ့ strategy နဲ့ဆိုင်တာတွေပေါ့နော်ဒီအလုပ်လုပ်နေရင်းနဲ့ MBA တက်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေကဟိုပုံမှန်ပေါ့နော်ပြောဒီ MBA ကိုကြီးပဲတက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဟိုလက်တွေ့နဲ့ကွက်တိကြချင်မှကြမှာပေါ့နော်အခုကျတော့လက်တွေ့လုပ်နေရင်းနဲ့စာလဲတင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့အလုံးမှာအများကြီးအထောက်အကူပြုပါတယ်ဟုတ်ဒီမှာက on campus ကိုတရက်တက်ရတယ်ပြီးတော့တခြားရက်တွေက online နဲ့တက်ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံမှန်ပေါ့ကိုမှာညနေပိုင်းအားတဲ့အချိန်ကိုနည်းနည်း adjust လုပ်ရတာလောက်ကလွဲလို့ရှိရင်တော့သူတွေတူတူအများကြီးညှိစရာမလိုပါဘူးပေါ့နော်အကုန်လုံးအလုပ်တွေအကုန်လုံးပြီးသွားလောက်တဲ့အချိန်မှာစပြီးတော့ဒီစာသင်ခန်းကိုဝင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လေသူတွေတူတူကိုယ့်ရဲ့ time ချိန်တွေကိုပေါ့နော်အရင် adjust လုပ်ရတာမျိုးမရှိဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးနဲ့ပတ်သက်ပြီးတော့အချိန်အများကြီးပေါ့နော်ထိခိုက်တာမျိုးတော့မဖြစ်ပါဘူးရှင်GPU မှာ MBA မတက်ခင်မှာပေါ့နော်ဒီ GPU ကနေပြီးတော့ဖွင့်လက်တဲ့ဆရာကြီးဒေါက်တာအောင်သွန်းတက်ရဲ့ seminar တွေတော်တော်များများတက်ဖြစ်ပါတယ်အခုလက်တွေ့ကြုံနေရတဲ့ပေါ့နော်အခက်အခဲတွေကိုဖြေရှင်းဖို့ပေါ့နော်ဒီ leadership နဲ့ပတ်သက်တဲ့ skill တွေကိုဆရာကြီးကအဲ့ဒါနဲ့ပတ်သက်တဲ့ seminar တွေလုပ်ပြီးတယ်ပေါ့နော်အဲ့ဒီဟာတွေကိုတက်ဖြစ်ရင်းနဲ့မှာ GPU ကနေပြီးတော့ဒီမှာရှိတဲ့ MBA program ကိုဖိတ်ကြားပြီးတော့ပေါ့နော်လေ့လာဖို့ခေါ်ခဲ့တယ်ပေါ့နော်ခေါ်တဲ့အချိန်မှာဒီ program director နဲ့တတိကျဆွေးနွေးဖြစ်တဲ့အချိန်မှာပေါ့နော်ဒီကပြီးတဲ့ချိန်ရောပြီးတော့သင်ခန်းစာတွေရောပြီးတော့ဒီဖြိုးရဲ့လိုအပ်ချက်အကိုင်းညီမှုနဲ့လိုအပ်ချက်တဲ့တော်တော်လေးကိုင်းညီမှုရှိတာကိုတွေ့ရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာ DPU မှာရှိတဲ့ MBA program ကိုရွေးချယ်ပြခဲ့တာဖြစ်ပါတယ်အခုဒီဖြိုးကဒီ MBA အတွက်ကိုဒီမှာတော့ third batch ပေါ့နော်ဒီ August တုန်းက intake မှာစပြီးတော့တက်ဖြစ်ခဲ့တာပါအခုဆိုလို့ရှိရင်တက်တရမြောက် subject ရောက်လာပြီပေါ့နော်subject တစ်ခုချင်းစီကတော့ဟိုတစ်ခုနဲ့တစ်ခုအနေထားရပေါ့နော်ဒီ assignment လုပ်တဲ့ဟာတွေဘာတွေမှာတော့မတူတာလေးတွေရှိတယ်ပထမ subject မှာဆိုလို့ရှိရင် assignment ကကိုယ့်နဲ့ကိုယ်တယောက်တည်းလုပ်ရတဲ့ assignment တွေများတယ်ပေါ့နော်ဒီဒုတိယမြောက်မှာဆိုလို့ရှိရင်တော့ group assignment တွေများတယ်ပေါ့အဲ့လိုမျိုးနဲ့ဟိုဒီကိုတင်ကြားတဲ့ဆီယမရဲ့ဒီတင်ကြားတဲ့သင်ခန်းစာအပေါ်မှာမူတည်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးတွေဟိုလောက်ရတာရှိတယ်ရှိတော့ကိုယ့်ကိုတယောက်တည်းဆိုလို့ရှိရင်လည်းတယောက်တည်းစာကြည့်ပြီးတော့ပြင်လောက်ရတာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်လည်း group assignment ဆိုလို့ရှိရင်လည်းဒီအတန်းထဲမှာရှိတဲ့သူတွေနဲ့တူလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဒီဘယ်လိုပြောမလဲအတန်းထဲမှာရှိတဲ့ class ဟိုဟာပေါ့ဒီတခြား candidate တွေနဲ့လည်း bonding ပို့ပြီးတော့ဖြစ်တယ်ပေါ့နော်ပြီးတော့ idea တွေလည်းဆွေးနွေးဖြစ်တယ် assignment လောက်ရတာလည်းအဆင်ပြေတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့စာမေးပွဲဖြေတဲ့အခါတွေဘာတွေမှာဆိုလို့ရှိရင်လည်းဟိုတယောက်ကူကြတယ်ပေါ့နော်စာလောက်ကြတယ်ဟိုအနီးနားမှာနီးကပ်လာပြီဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့သင်ခန်းစာတွေပြန်ပြီးတော့ဟိုဆွေးနွေးတာပြီးတော့ micro တွေဆွေးနွေးတာနဲ့တော်တော်လေးအဆင်ပြေပါတယ်ဟုတ်ဆရာတွေဆရာမတွေအကုန်လုံးကသူတို့ကဟိုအားစိုက်ပြီးတော့တတိချာတင်ပေးတယ်ပေါ့နော်တကယ်လည်း passionate ဖြစ်တယ်ဒီ3နာရီလာတက်ရတယ်ဆိုလို့ရှိရင်လာတက်ရတဲ့3နာရီအတွင်းမှာပေါ့သူတို့တင်ပေးလိုက်တဲ့ပညာတွေကိုခေါင်းထဲကနေတော်တော်လေးစောက်ယူနိုင်တယ်ပေါ့နော်တခုနဲ့ဟို subject တခုနဲ့တခုကွာတာမဟုတ်လို့တင်ကြားတဲ့ပုံစံမျိုးမတူပေမဲ့သူအကြောင်းသားတွေအဆင်ပြေအောင်လို့အများကြီးအကူအညီပေးတယ်ပြီးသွားပြီဆိုလို့ရှိရင်ဆရာဆရာမတွေကသူတို့သိချင်တာမေးတယ်ဆိုလို့ရှိရင်လည်းရှင်းပြပုံဝင်မလေးဘူးပေါ့နော်အဲ့ဒါကြောင့်မလို့စာပိုင်းကတော့ကိုယ့်နဲ့ကိုလိုက်နိုင်ပါမလားလို့စဉ်းစားပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းလိုက်နိုင်လာတယ်အဆင်လိုက်ပြေလာပါတယ်အဲ့တော့ဟိုလူတိုင်းက MBA တက်တင်လားဆိုလို့ရှိရင်လူတိုင်းကတက်တင်တယ်ဆိုတာမျိုးထက်ပေါ့နော် MBA တက်ထားတာကကိုယ့်ရဲ့ career မှာကောပြီးတော့တခြားပေါ့နော်ဒီတွေးခေါ်မှုအပိုင်းမှာကောအများကြီးအထောက်အကူပြုတယ်လို့ထင်ပါတယ်အဲ့တော့ MBA ကတော့ကိုယ့်ရဲ့ career မှာကိုယ့်ကနေရာတစ်ခုကိုရောက်နေပြီပြီးသွားပြီဆိုလို့ရှိရင်ကိုကစီးပွားရေးလုပ်နေတယ်ပေါ့နော်ဒီစီမံခန့်ခွဲရေးပညာတွေကိုသိထားဖို့လိုတဲ့သူတွေအတွက်အများကြီးထောက်ကူပြုနိုင်မယ်လို့ထင်ပါတယ်